အရှင်ဘာကုလသုတ်တံတရားဒေသနာဒီနေ့ညဘုန်းကြီးတို့အရှင်ဘာကုလမထေရသူမြတ်ကြီးရဲ့ထေရပါဒံတရားတော်ကိုဟောကြားမှာဖြစ်ပါတယ်အဲ့ဒီအရှင်ဘာကုလထေရပါဒံတရားတော်ကိုမြန်မာမှုလေးပြုပြီးတော့ပေးထားတဲ့တရားကောင်းစဉ်ကထီထိုးကြပါတဲ့ဗာတရားတဲ့လည်းဘိယတရေထီထိုးကြပါလို့အမည်ပေးထားတဲ့ဘာကုလသုတ်တံတရားဒေသနာဒီကနေ့ညဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသေးမည်တရားမနာကြားသေးမည်မှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်၆ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယောသေးသောအလို့ချီးမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလို့ချီပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မသနပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားဖြည့်ကျူကိုရောပူဇော်အပ်တဲ့နမကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်ဥရေတိဒာနိလောကိညုစန္ဒီမာဓမ္မတိရကုဘာဝသေတိမေသန္တုဓမ္မရံတိဓာတုစုဒါနိဣရာနိဘုရားတိဟူသောယရဏစံယုံကြောင့်တရပံငုံတို့ဖြာဖြာစံစုံတင်း၍စွမ်းကုန်ပွင့်ရမည်ယခုကကာလသမယ၌ဓမ္မတိရကုကျွေမြအယောင်နေလာယောင်ထွေလာယောင်တို့ထက်ဂရေဂရမကအောင်ဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှယရဏတရားတိဟုသောအယောင်ဝါလည်းရှိတော်မူပါ၏ထသောလောကီညုလူအကြောင်းတွေနတ်ကြောင်းတွေမြမကြောင်းတွေနဲ့ကဘာကြောင်းတွေကြီးရှိသမျှမိမိရာရာအခက်မထင်းမြဲရှင်ဗရမလက်တင်ထားတကဲ့သို့ပိုင်ကြဝေဘံတပ္ပိညုတရွှေညာတော်ဖြင့်ဧကံတိမြင်တော်မူပါ၏ထသောစန္ဒီမာတကဘာလုံးမာသာဆုံးထိန်ဆုံးဖြစ်၍စိန်တလုံးမြတော်တာလိုခဏမပေါ်လာလည်းရင်တမြောကမန်းနေလင့်ရသည့်စံငွေပွင့်ပုံတွင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ပုရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုဖြာခွင်း၍အလင်းတတကြီးကြီးနဲ့ပိုဥရီတောင်တိတ်စီမမြရောင်ကြီးတဖိဖိနှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမာလေးရွန်ကိုလှဲရ၍လေးရကိုမြန်တော်မူတိတကူမြန်နန်းနှင့်လာစံယရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုရောမြတ်ကြီးဖရာတွန်တွင်ဘူးပြင်ဘူးအစင်ဘူးကအဘူးကကြသဖြင့်ဘုဒ္ဓရှိသူတွေကိုဘုဒ္ဓတွေခြုံငိမ့်အောင်ယေဥသိအေးမြစေနိုင်သည်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှေ့သောပါရမီသဗ္ဗအညိတာသော၍မြတ်သောဝါဒနာခိုင်ကြသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေသန္တုရှေးဘဝဇယာဤတို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောထိုထိုများစွာတတ္တဝအနန္တမန္တမြတို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးជីဘုံတော်6ခန်းတရားတော်ဒီဟုသောမြရောင်ကြီးပန်းတို့ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌံမချိုးခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နံအမတာမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ငွေစံတကြီးကြီးတလီလီပပဝင်း၍ထွန်းလင်းတော်မူလဲပါကဗမောင်မတိမြရောင်ကြီးညွန်ဘုဒ္ဓဖြင့်အထူးကျက်တဲ့မဆုံးနိုင်သည့်ရွှေဘုံခိုင်ကိုရောမြတ်ကြီးဖရာ
မြတ်စွာဘုရားရှင်ကိုရောမြတ်သာသနာတော်လက်ထက်မှာဘုရားရှင်ကိုရမဘုရားသာသနာတော်လက်ထက်မှာဧရတဲ့စုရသွားတဲ့ယဟနာတပါးအကြောင်းအရှင်ဘာကုလတဲ့ဘယ်သူတဲ့လဲဘေးသက်တဲ့ဘာကုလမထေသူမြဆိုတာဘာဆိုတာနှစ်ကုလဆိုတာအမျိုးဘာကုလလို့သုံးတယ်အမှန်မှဘာကုလဗါတဲ့လဲဘေးသက်ဘာကုလဘာဆိုတာနှစ်ကုလဆိုတာအမျိုးနှစ်ဖက်အမျိုးစောက်ရှောက်ပြီးတော့မွေးထားတာမို့လို့အဲ့ဒီအမျိုးသားရဲ့နာမည်ကိုဘာကုလလို့ခေါ်တယ်ဘာလို့ခေါ်တယ်လဲအရှင်ဘာကုလမထေသူမြတ်ရတော်မူတဲ့ဧရတဲ့ဘွဲကဧရတဲ့ကံဘိခွေမမသာဝကနံဘိက္ခုနံအပ္ပဘာဒနံယတိတံဘာကုလောဘိခဝေယံတော်မြတ်ဥရှိတတို့မမသာဝကနံငါဘုရားရှင်ကိုရောမြတ်ရဲ့တပည့်သာဝကတွေထဲမှာအပ္ပဘာဒနံအနာယောဂကင်းတဲ့ဘိက္ခုနယဟန်တွေထဲမှာယတိတံယောအယံဘာကုလောအရှင်ဘာကုလမထေသူမြတ်သည်အတ္တိရှိပါပေ၏သောထုဘာကုလအရှင်သူမြတ်သည်အကံအကောအမြတ်ဆုံးအသာဆုံးအလွန်ဆုံးပါပဲရဲ့လို့ဘဂဝါဘုန်းတော်6စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအကထာနေမြတ်ဆုံးရာဌာန၌ထပေတိကောင်းစွာမသွေချီးကျူးတော်မူခဲ့ပါပေသတည်းဧရတဲ့ဆိုတာဘုရားတိုင်အမြတ်ဆုံးဖွဲ့တယ်ဘာဖွဲ့တယ်လဲတပါးတည်းကိုပဲပေးတယ်တဲ့ဘုရားသာသနာတော်မှာတပါးပဲရမယ်တဲ့တစ်မျိုးကိုတပါးပဲနှစ်မျိုးပြိုင်ရတာမရှိဘူးဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အခုအရှင်ဘာကုလမထေသူမြတ်ရတဲ့ဧရတဲ့ဘွဲကအပ္ပဘာဒတဲ့တနည်းပြောရင်အနာကင်းတယ်တဲ့ကျမ်းမာရေးစုဘာစုတယ်လဲဘုရားသားအဘဘာရဏအနာကင်းဂုံသောဘိက္ခုနယဟန်တွေထဲမှာတဲ့အဲ့တော့ဣရတဲ့ဆိုတဲ့စလုံးကိုဘုန်းကြီးတို့ပြည်သားနားလဲအောင်မှတ်ရမှာကတပါးတည်းတာရတဲ့အမြတ်ဆုံးစုတဲ့နှစ်ပါးဘတော်မှဘုရားရှင်ကိုရောမြတ်ကပြိုင်ပေးရထုံးသမ်းမရှိဘူးတဲ့အရှင်ဘာကုလလို့ဣရတဲ့ဝေဒုဂုံနုမျိုးကိုအရှင်အနန္ဒာကိုမပေးဘူးအရှင်သာရိပုတ္တရာကိုမပေးဘူးအရှင်သာရိပုတ္တရာရတဲ့ဝေဒုဂုံနုမျိုးကိုအရှင်ဘာကုလကိုမပေးဘူးတပါးတည်းပဲရရမယ်တစုကိုဘယ်နှပါးပဲရဧရတဲ့ဆိုတာအဲ့ဒါပြောတာဟို၅စုရတာတော့ရှိပါတယ်ဧရတဲ့၅ရံယာဓုခန္ဓာအရှင်အာနန္ဒာဧရတဲ့၅ရံယာဓုခန္ဓာဘာလို့လဲအရှင်အာနန္ဒာလို့စုမျိုးကိုလည်းပဲအရှင်အာနန္ဒာတပါးတည်းပဲရမယ်ရှင်သာရိပုတ္တရာလည်းမရဘူးရှင်မောကလန်လည်းမရဘူးတဲ့အဲ့တော့တို့ချင်းချင်းလူရင်းမှတ်ရအောင်ပြည့်တဲ့ဧရတဲ့ဆိုတဲ့စုဟာနှစ်ပါးပြိုင်မပေးပဲနဲ့တပါးတည်းကိုသာလည်းပေးတဲ့စုတဲ့အဲ့တော့ဘုန်းကြီးတို့မြတ်စွာဘုရားရဲ့သာသနာတော်မှာတတ်တော်ရှိမထေကြီး၄ပါးရှိတယ်တတ်တော်ရှိမထေကြီးဘယ်နှပါးလဲနံပါတ်1ကဘုန်းကြီးတို့ဘုရင်တန်ပေါင်းတော်ကောင်းတို့ရဲ့အရှင်ဘာကုလနံပါတ်1ကဘာလို့လဲတတ်တော်160တတ်တော်ဘယ်လောက်နေသွားလဲနံပါတ်2အသက်ရှိဆုံးကအရှင်အနုရုဒ္ဓတဲ့နံပါတ်2အသက်ရှိဆုံးကဘယ်လိုတဲ့လဲတတ်တော်150နေသွားတာတတ်တော်ဘယ်လောက်နေသွားလဲနံပါတ်3အသက်အရှိဆုံးကအရှင်မဟာကတ္တပနံပါတ်3ကဘာလို့လဲတတ်တော်120နေသွားတာတတ်တော်ဘယ်လောက်နေသွားလဲနံပါတ်4အသက်ရှိဆုံးကအရှင်အာနန္ဒာနံပါတ်4ကဘာလို့လဲအရှင်အာနန္ဒာမထေသူမြတ်လည်းတတ်တော်120နေသွားတယ်တတ်တော်ဘယ်လောက်နေသွားလဲဘုရားသာသနာတော်မှာတတ်တော်ရာကျော်ပြီးတော့နေသွားတာယဟနာကြီးဘယ်နှပါးနံပါတ်1ကရှင်ဘာကုလနံပါတ်1ကဘာလို့လဲနံပါတ်2ကရှင်အနုရုဒ္ဓနံပါတ်2ကဘာလို့လဲနံပါတ်3ကရှင်မကတ္တဗနံပါတ်3ကဘာလို့လဲနံပါတ်4ကအရှင်အနန္ဒာနံပါတ်4ကဘာလို့လဲအဲ့ဒီမထေကြီး၄ပါးတည်းမှာပြည့်တဲ့အရှင်အနုရုဒ္ဓလည်းတခါနေမကောင်းဖြစ်တယ်တဲ့ရှင်အနုရုဒ္ဓလည်းတခါဘာဖြစ်လဲယောဂဝေဒနာခံစားရတယ်တဲ့ရှင်မကတ္တဗလည်းဒီတိုင်းပဲရှင်မကတ္တဗလည်းမကြယောဂဖြစ်တယ်လေနာယောဂထားတယ်ရှင်မကတ္တဗလည်းနောက်တဲ့ကဘုန်းကြီးတို့မြေသားအရှင်အနန္ဒာလည်းပဲနေထိုင်တခါနေထိုင်မကောင်းဖြစ်တယ်တဲ့အဲ့ဒီ၄ပါးထဲမှာဟို၃ပါးကတတ်တော်တော့ရှည်တယ်ပြည့်တိုင်း
တို့တော့တခါကြရင်ကျမ်းမာရေးချို့ယွင်းတယ်မချို့ယွင်းလဲအဲ့တော့ရှင်ဘာကုလမထေသူများကြတော့ဘုရားသားကြီးတတ်တော်လဲရှည်တယ်ကျမ်းမာရေးလဲကောင်းတယ်တတ်တော်လဲရှည်တယ်ကျမ်းမာရေးလဲဘာဖြစ်လဲတတ်တော်လဲရှည်တယ်ကျမ်းမာရေးလဲကောင်းတယ်တဲ့အဲ့ဒါကိုဘုန်းကြီးတို့စာပေများပြောရင်ဒီကာယုကဂုံနဲ့ဘာဂုံနဲ့လဲနောက်တစ်ခုကအာရောက်ကြဂုံနဲ့ဘာဂုံနဲ့လဲဒီကာယုကဆိုတာအသက်ရှည်တာဒီကာယုကဆိုတာအာရောကြဆိုတာအနာကင်းတာအာရောကြဆိုတာဗါတဲ့လဲအာရောကြံပရမလပ္ပံဆိုတာဘုန်းကြီးတို့ပြောတာကြားဖို့နေတယ်မဟုတ်လားအာရောကြအာရောက်ကြအာရောက်ကြအာရောကြဒီနေ့ခေါ်နေတာအာရောကြအနာယောဂကင်းတာကျမ်းမာရေးကောင်းတာဘလောက်ထိအောင်ရှင်ဘကုလမထေသူများကကျမ်းမာရေးကောင်းတော့ဆိုလို့ရှိရင်နန္တာတချိုက်ကလေးအချိန်လေးများလောက်တောင်းမှအနာယောဂမဖြစ်ဘူးတဲ့ဆေးဆိုလို့ဘာဆေးမှတခါမှမတော့ဘူးတဲ့ရှင်ဘကုလမထေသူများကျမ်းမာရေးကောင်းဖို့ကလည်းဘေးသားကြီးဘာဆေးမှလည်းတခါမှတတ်တော်160နေသွားတာဘာဆေးမှတစ်ခွက်မှမတော့လိုက်ရအောင်နန္တာတရှူတဲ့နန္တာတရှူတာဘုန်းကြီးတို့ဘေးသားဟိုနန္တာလေးနတ်တဖြူလေးသွေးပြီးတော့လက်လေးနဲ့ရှူအခုလက်နဲ့ပြန်ချအဲ့ဒီအခိုက်တန့်လေးတောင်မှကျမ်းမာရေးမကောင်းတယ်ဆိုတော့မရှိဘူးတဲ့ကျမ်းမာရေးတောင်မြည်တတ်တော်ကလည်း160နေသွားတာတတ်တော်ဘယ်လောက်နေသွားတာလဲအဲ့တော့တတ်တော်160မှာဘုရားသားကြီးလူဘဝနဲ့ရှင်ဘာကူလဟာဘယ်လောက်နေသွားတော့ဆို280တဲ့လူဘဝနဲ့ဘယ်လောက်လဲအသက်80လူဝတ်နဲ့နေပြီးတော့မှအသက်80ပြည့်မှသင်္ကန်းဝတ်လာတာရှင်ဘာကူလကအသက်ဘယ်လောက်မှသင်္ကန်းဝတ်လဲအသက်80မှသာသနာတော်ရောက်လာတာအဲ့ဒါသာသနာတော်ရောက်လာပြီးတော့နောက်ထပ်ဘယ်လောက်ထပ်နေသွားတော့ဆိုတော့အနှစ်80ထပ်နေသွားတယ်ဘယ်လောက်ထပ်နေသွားလဲဒါပြင်လူဝန်းနဲ့အနှစ်80သင်္ကန်းဝန်းနဲ့200ပေါင်းရင်အဲ့ဒါဗုဒ္ဓမြတ်စွာသာသနာတော်မှာဘုရားသားရဲ့အဲ့ဒီရှင်ဘကုလမထေသူများဟာသိထူးဆန်းတာပဲလူဘဝနဲ့အနှစ်80နေသွားတာသင်္ကန်းဝန်းနဲ့အနှစ်80ပဲနေသွားတာ200ပေါင်းရင်တတ်တော်160တတ်တော်ဘယ်လောက်နေသွားလဲလူဘဝတုန်းကလည်းတခါမှကျမ်းမာရေးမကောင်းဆိုတာမဖြစ်ဘူးတဲ့ယဟန်ဘဝရောက်တော့လည်းပဲကျမ်းမာရေးမကောင်းဆိုတာမဖြစ်ဘူးတဲ့အဲ့ဒါဇုံကောင်းတယ်ခေါ်တယ်ဘုရားသားအသက်လည်းရှည်တယ်ကျမ်းမာရေးလည်းကောင်းတယ်အသက်လည်းဘာဖြစ်လဲတချို့အသက်တော့ရှည်တယ်ကျမ်းမာရေးမကောင်းတာလည်းရှိတယ်တချို့ကျမ်းမာရေးတော့ကောင်းတယ်အသက်မရှည်တာလည်းရှိတယ်ဇုံရခဲ့တယ်ဇုံဘာဖြစ်လဲဘုရားသားအဲ့တော့ဖြစ်လျက်ဘဝတိုင်းမှာဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အသက်လည်းရှည်ခြင်းနဲ့ကျမ်းမာရေးလည်းကောင်းခြင်းနဲ့ဆိုလို့ရှိရင်လုံးရမယ်ကုသိုလ်ရှိတယ်အဲ့ဒီကုသိုလ်လေးတွေလိုက်ဆိုကြည်သားမှာရေစစ်ဆေးကြောင်းအဟောင်းပြင်စင်ဥယင်တဝသီလမြည်သာဤ6ဖြာကဒီကာယုကအာရောက်ကြဟုပုံညခေါ်ယောကုသိုလ်မျိုးမောအာကျို့တမှုသောက်တည်ပြုလောရေစစ်ဆေးကြောင်းအဟောင်းပြင်စင်ဥယင်တဝသီလမြည်သာဤ6ဖြာကဒီကာယုကအာရောက်ကြဟုပုံညခေါ်ယောကုသိုလ်မျိုးမောအာကျို့တမှုသောက်တည်ပြုလောကျမရေးလဲကောင်းခြင်းရင်အသက်လဲရှည်ခြင်းကုသိုလ်6မျိုးလုပ်ပါကုသိုလ်ဘယ်နှမျိုးနံပါတ်1ရေစစ်လှူရမယ်တဲ့ဘာလှူရမှာလဲနံပါတ်1ရေစစ်လှူပါနံပါတ်2ကဆေးလှူပါနံပါတ်2ကဘာလှူနံပါတ်3ကကြောင်းလှူနံပါတ်3ကကြောင်းဆောက်လှူနံပါတ်3ကဘာတဲ့လဲနံပါတ်3ကကြောင်းဆောက်လှူတဲ့နံပါတ်4ကအဟောင်းနေပြင်ပေးပါနံပါတ်4ကဘာတဲ့လဲကြောင်းနေဟောင်းနေတဲ့တရားတွေဟောင်းနေတယ်ကျိုးနေတယ်ပဲ့နေတယ်အဲ့ဒါတွေကိုပြင်ဆင်ပေးတယ်အဟောင်းပြင်တဲ့လုပ်ငန်းနဲ့ဘာပြင်တဲ့လုပ်ငန်းလဲ
နောက်တခါပရိသတ်တွေဥယျင်တဝတဲ့ဥယျင်ပန်းပန်းတစ်ပင်တွေစိုက်ပျိုးပေးမယ်ကြောင်းထဲမှာသို့မဟုတ်သူများအရိတ်ခိုးဖို့လို့လမ်းမှာတစ်ပင်စိုက်ပျိုးပေးမယ်စားပင်သီးပင်အရိတ်ခိုးဖို့အပင်တွေဥယျင်စိုက်ပျိုးပေးတဲ့ပုဂ္ဂိုလ်ဟာဒီဃာယုကအာရောကြအသက်လည်းရှည်မယ်အနာလည်းကင်းမယ်နှစ်ပါးစုံရမယ်သီလမြည်သားတဲ့နောက်တစ်ခုကသီလပြည့်စုံအောင်နေတဲ့ဗာပြည့်စုံအောင်နေရမယ်ဒါကြောင့်မို့လို့ရေစစ်ဆေးကြောင်အဟောင်းပြင်ရှင်ဥယျင်တဝသီလမြည်သားဤ6ဖြာကဒီကာယုကအာရောကြဟုဒီကာယုကအာရောကြဟုပုံညခေါ်ယောကုသိုလ်မျိုးမို့အာကျိုးသမှုဆောက်တည်ပြုလောတဲ့ဒီနေ့အဲ့ဒီအသက်ရှည်ကြောင်းအနာကင်းကြောင်းကောင်းမှုထဲမှာပြေသတ်တွေသိမ့်တဲ့ကသိမ့်အမတွေလာဆောက်လူတာသိမ့်ကြောင်းအလူဘာလူတဲ့လဲကြောင်းလူတဲ့ကုသိုလ်ကငါပြေသတ်တွေအသက်ရှည်မယ်အနာကင်းမယ်အသက်ရှည်ဖို့လို့အနာကင်းမလို့ထောက်ပံ့ဖြစ်မယ်ရှင်ဘာကုလမထေသူများကျမ်းမာရေးကောင်းတာကိုဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ကဆေးလူခဲ့တာတမျိုးပဲလို့သိတယ်သို့တော်ပြည်သားတွေရှင်ဘာကုလကကြောင်းလူခဲ့တယ်ဘာလူခဲ့လဲနှမျိုးစုံလုပ်ခဲ့တာနှမျိုးလုပ်ခဲ့တာရှင်ဘာကုလနှမျိုးတွေမကပါဘူးလေသူတွေ့တဲ့ဖရာတွေနဲ့ဘုန်းကြီးပြောပါမှာမကြောက်15မိနစ်ဆိုပြီးမှဒီတရားအဲ့တော့ရှင်ဘာကုလမထေသူများဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့သိနေတာရှင်ဘာကုလကဆေးလူခဲ့လို့ကျမ်းမာရေးကောင်းတာဆေးလူခဲ့လို့ကျမ်းမာရေးကောင်းဆေးလူတာတမျိုးတည်းမထင်းနဲ့ပြည်သားကျောင်းမှာလူခဲ့တာဘာလူခဲ့တာတဲ့ကျောင်းမှာလူခဲ့တာသူ့ဘဝဘယ်ကစမလို့ဆိုပြည်သားအနောမဓာတ်တိမြတ်စွာဘုရားလက်ထက်တော်ဘာဘုရားလက်ထက်တော်အနောမဓာတ်တိမြတ်စွာဘုရားပွင့်တော်မူစဉ်ကာလအရှင်ဘာကုလမျိုးကောင်းသားသည်တဲ့ပုံနာမျိုးမှာဖြစ်တဲ့ဘယ်မျိုးမှာဖြစ်လဲပုံနာမျိုးမှာဖြစ်ပြီးတော့အနောမဓာတ်တိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်ပုံနာမျိုးမှာဖြစ်ပြီးတော့တောထွက်သွားပြီးတော့တောထဲမှာပြည့်တဲ့ရသိသွားဝင့်နေတာမလုပ်နေတာလေရသိသွားဝင့်ပြီးတော့သမထတရားတွေကြိုးစားပွားများအားထုတ်လိုက်တာဇန်သမဘတ်တွေရတယ်တဲ့ဘာရတယ်ဇန်သမဘတ်တွေရတယ်ဆိုတာကောင်းကင်ပြန်နိုင်တယ်မြေရှိုးနိုင်တယ်ဇန်ရတဲ့ရသိတာမန်ရသိမဟုတ်ဘူးတဲ့အဲ့ဒီမှာအနောမဓာတ်တိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဇန်သမပရတဲ့ယသိတူဖြစ်ဖူးတယ်တဲ့တနေ့တော့အနောမဓာတ်တိမြတ်စွာဘုရားလေနာယောဂဖြစ်တယ်။ဘာယောဂဖြစ်လဲလေနာယောဂဖြစ်တဲ့အခါအဲ့ဒီရှင်ဘာကုလအလောင်းယသိကတည်သွားတဲ့အခါကျတော့မှတောတဲ့တောင်ထဲမှာဘေးသတ္တရေလေနာပြောင်းဆေးဘာဆေးတယ်လဲတော်ထဲမှာရှိနေတဲ့သေဟုသေဖို့တွေကိုထုကြိတ်ထောင်းပြီးတော့အနောမဓာတ်တိမြတ်စွာဘုရားကိုသွားပြီးတော့လေနာပြောင်းဆေးဆက်ကလူရမ်းမှုတဲ့အဲ့ဒီလေနာပြောင်းဆေးတိုက်ကျွေးပြီးတော့ဘုရားနာကမခွာပဲနဲ့လေထိုးနေတဲ့လေအောက်နေတဲ့နောမဓာတ်တိမြတ်စွာဘုရားကိုအရှင်ဘာကုလအလောင်းယသိသူတော်ကောင်းသည်သူနာပြုလုပ်ငန်းကိုလုပ်တယ်ဘာလုပ်ငန်းလဲသူနာပြုလုပ်ငန်းအဲ့ဒီမြတ်စွာဘုရားကျင့်ကြီးကျင့်ငယ်ဆွမ်းနာသွန်ပေးတယ်ထူမယ်ဆိုရင်ထူပေးတယ်အိမ်မယ်ဆိုရင်လှဲပေးတယ်ဝေယဝဆအနောမဓာတ်တိမြတ်စွာဘုရားရှင်ကိုရောမြတ်ကိုပြုစုဆောင်ရှောက်တယ်အဲ့ဒီအနောမဓာတ်တိမြတ်စွာဘုရားရှင်ကိုရောမြတ်ယောဂဝေဒနာပျောက်သွားတဲ့အခါကျတော့မှရှင်ဘာကုလအလောင်းသူတော်ကောင်းယသိလေးကဘိယသတိဆူတောင်းတယ်တဲ့ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားဘုရားတပည့်တော်သည်ရှင်ဘုရားကိုလေနာပြောင်းစေလူတန်းပေးရတဲ့ကုသိုလ်ကံရှင်ဘုရားကျမ်းမာရေးမကောင်းဖြစ်နေတဲ့အချိန်မှာဝေယဝိဆာတွေကိုဆောင်ရွက်ပေးတဲ့ကုသိုလ်ကံတွေကြောင့်ဣမိနာပုံညကံမေနာစေလူတဲ့ကုသိုလ်ကံသူနာပြုလုပ်ငန်းလုပ်ရတဲ့အဲ့ဒီကုသိုလ်ကံတွေကြောင့်နို့တညစ္စာကာလလေးလောက်မြတပိတော်သည်ဖြစ်လျာဘဝတိုင်းမှာအနာယောဂမရှိဘဲနဲ့အရောက်ကြအနာကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရပါစေသာများစွာဘုရားလောဣမံပထနာယေရှုကိုအဒါတိကောင်းစွာမသွေတောင်းယူတော်မူလိုက်ပါပေသတည်းအဲ့ဒီအနောမဓာတ်တိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်ကမနေလို့သေးတဲ့ဘိသိက်ဗြဟ္မပြည်ကိုတက်သွားတယ်ဘယ်ပြည်တက်သွားလဲအဲ့ဒါဗြဟ္မပြည်နတ်ပြည်လူပြည်စုံစံသွားလာရင်းနဲ့လောကသုံးပါးမှာ
နောက်ထဖရာတဆူပွင့်များနဲ့ဘဒုမုတ်တရမြတ်စွာဘုရားတဲ့ဗာဘုရားတဲ့လေဘဒုမုတ်တရမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်တဲ့အဲ့ဒီဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာတထေးသားလာဖြစ်တယ်တဲ့ဘာလာဖြစ်တယ်တဲ့လေတထေးသားလာဖြစ်တဲ့အဲ့ဒီဘုရားရှင်ကိုရောမြတ်လက်ထက်တော်တထေးသားဖြစ်စဉ်ကာလအခုလိုညဓမ္မသဘင်တရားဝဲကြီးမှာဘာကုလအလောင်းမျိုးကောင်းသားဒီတရားနာသွားပါတယ်အဲ့ဒီတရားနာတဲ့ဓမ္မသဘင်ပွဲမှာဘဒုမုဒ္ဒရာဘုရားရှင်ကိုရောမြတ်ကအနာယောဂကင်းတဲ့ယဟန်တစ်ပါးကိုဧရတကံဘိက္ခွေမမသာဝကနာဘိက္ခုနာအဘဘာရဏံအဘဘာရအနာကင်းတဲ့ဧရတဲ့စုပေးတာသဘောကျပြီးတော့အဲ့ဒီမှာတခါဘုရားမှုရှိတဲ့တန်ဃာတွေကိုဘိသရဲ့အိမ်ပင့်လို့အိမ်မှာမန္တကြီးထိုးလို့9ရက်တိုင်တိုင်နဲ့တန်ခဆွန့်ကျွေးဝဲကြီးတဲ့ဘယ်နှရက်လဲ9ရက်တိုင်တိုင်တန်ခဆွန့်ကျွေးဝဲကြီးပြုလို့ပြီးတော့အထပရိခါရေဟိပရိခယာ10ပါးတဲ့ပရိခယာဘယ်နှပါလဲပရိခယာ10ပါးအစုံဘုရားမှုရှိတဲ့တန်ခတော်တသိန်းကိုအိမ်မှာပင်ပြီးတော့ဘိသရဲ့လှူပြန်တယ်လူလို့ပြီးတဲ့အခါကျတော့မှနောက်ဆုံး9ရက်မြောက်တဲ့နေ့မှာဘဒုမုဒ္ဒရာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာဧတရစုကိုတောင်းတယ်တဲ့ဘာစုတောင်းလဲဧမိနာပုံညကံမိနာဤကဲ့သို့9ရက်တိုင်တိုင်ဘဒုမုဒ္ဒရာဘုရားမှုရှိတဲ့တန်ဃာတော်တသိန်းကိုဆွမ်း7ပါးပရိခယာစုံလင်သွားဖြင့်လူတန်းရတဲ့ဧကုသိုလ်ကံအစွမ်းဘကကြောင့်ဧကတဗုဒ္ဓသာသနေတဆူသောဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာအဘဘာရဏအနာယောဂကင်းကုန်သောဘိက္ခုနာယဟန်တွေထဲမှာဧကံဧကောအမြတ်ဆုံးအသာဆုံးဆိုတဲ့ပုဂ္ဂိုလ်သည်ဘဝေယံဖြစ်ရပါစေသာမြတ်စွာဘုရားရဲ့လို့ဣမံပဋ္ဌနံဤစုကိုအရာတိကောင်းစွာမသွေတောင်းယူတော်မူလိုက်ပါပေသတည်းထီထိုးလာတာပရိသတ်ထီဆိုင်ကြီးနှစ်ဆိုင်နဲ့တိုးတယ်အနောမတတိဖယားသာသနာထီဆိုင်တိုးတယ်အခုဘဒုမုဒ္ဒရာမြတ်စွာဘုရားရှင်ကိုရောမြတ်သာသနာထီဆိုင်ကြီးနဲ့တခါတိုးပြန်တယ်သို့တော့အောင်ပါလေမပေါက်သေးဘူးပေါက်ပြီလားပရမစုမရသေးဘူးတဲ့နောက်တကဘုန်းကြီးတို့ပရိသတ်နောက်ဖယားတဆူထပ်တွေ့ပြန်တယ်ဝိပတ္တိမြတ်စွာဘုရားတဲ့ဗာဘုရားတဲ့လေဝိပတ္တိမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာတဲ့ဒီလိုပဲတောရဆောက်တည်ပြီးတော့ယသိဝတ်သွားတယ်ပုံနာမျိုးမှာဖြစ်တယ်ယသိဝတ်သွားပြီးတော့ဘိသတေအဲ့ဒီမှာယဟန်တော်ဘလောက်တုံးဆိုရင်6သန်းနဲ့8သိန်းနဲ့ဘလောက်တယ်လဲ6သန်းနဲ့8သိန်းတော့သံဃာတော်တွေဟိမဝန္တာတဲ့ဘာတော်တယ်လဲဟိမဝန္တာတော်တယ်မှာအဲ့ဒီဝိပတ္တိမြတ်စွာဘုရားနဲ့တန်ဃာတော်အပ6သန်းနဲ့8သိန်းတော်တန်ဃာတော်တွေဟိမဝန္တာတော်တယ်မှာလာပြီးတော့တရင်သုံးနေတဲ့အချိန်နဲ့တပေါင်းလဘာလာလဲဘိသရဲ့တပေါင်းလေယူဆိုတဲ့အတိုင်းဘိသတပေါင်းလလေးဟိုကတိုက်ဒီကတိုက်နေအဲ့ဒါလေယူတိုက်တဲ့တပေါင်းလရာသီမှာတန်ဃာတော်တွေသစ်ပင်အောင်ထိုင်ပြီးတော့ဘုဝိပတိဘုရားနဲ့တန်ဃာတော်တွေထိုင်ပြီးတရင်သုံးနေတဲ့အချိန်မှာအစိတ်တွေလေနဲ့ပါလာတာတဲ့အစိတ်ဘာနဲ့ပါလာဒီနေ့ခေတ်ဘုန်းကြီးတို့ပြည်သားနားလည်အောင်ပြောတော့ဗရိုင်းပွင့်တဲ့ကဗရိုင်းဝစ်ဆန်နေပေါ့အဲ့လိုအစိတ်ဖြစ်စေတတ်တဲ့ဝစ်ဆန်နေအစိတ်ပန်းနေအဲ့ဒီကနေပြီးတော့လေနဲ့တိုက်ပြီးတော့အစိတ်တွေပါလာတဲ့အခါကျတော့အဲ့ဒီဝိပဿိမြတ်စွာဘုရားနဲ့သင်္ဃာတော်6သန်းနဲ့8သိန်းတို့ဟာဘိသတ်အဲ့ဒီအစိတ်ငွေတွေအစိတ်တွေရှူရှိုက်ပြီးတော့ခေါင်းကိုက်ယောဂခံစားရတယ်တဲ့ဘာယောဂလဲအဲ့ဒီခေါင်းကိုက်ယောဂခံစားရတာကိုအရှင်ဘာကုလအလောင်းမျိုးကောင်းသားယသိလေးသည်တော်တဲ့သွားရင်နဲ့တွေ့ပြန်တယ်သင်္ဃာတော်တွေခေါင်းတွေကိုက်ခေါင်းလေးတွေနှိမ့်တွေ့ဒီသံဃာတော်တွေစိတ်ဝိနေရှုံမြင်ပြီးတော့ခေါင်းကိုက်ယောဂခံစားနေရတာပါလားဆိုပြီးတော့ဒါလောက်များတဲ့သံဃာတော်တွေဆေးဖော်တော့ပြည့်တဲ့ရိုးရိုးဖော်လို့မရဘူးတကိုးသုံးရတယ်ဇံအပိညာတကိုးကိုသုံးပြီးတော့အဲ့ဒီယသိလေးဟာပြည့်တဲ့တောထဲမှာဆေးတွေကိုမမောတန်းလိုက်ရှာပြီးတော့ဝိပဿိမြတ်စွာဘုရားနဲ့တကွာသံဃာတော်တွေကိုဆေးဒါနဆေးအလူတဲ့ဆေးအလူပေးပြီးတော့အဲ့ဒီမှာကိုယ်တိုင်ပြုစုပြန်တယ်ဘုရားဘယ်နှစုရှိသွားပြီ3စုဘယ်နှစုတဲ့
Eriga Manilo the Yamabi Lubi Nabi Sonsan Twala Yene Naufayata Su Tibiane Pieta Kataba Payade Papiade Eri Kataba Miasa Piajan Koromia let her dog a Mugang Dali Tiao Lapshi Ain't Jazani Maya the Midan Siwa Osasha Pune Nebi Kajaro Mo Ujaro Poiro Dia de Dama or the Jambi Luci a Kamori by the Moja. But the Moja, the Molo Macolo, and the Momajang in Jodemiro, downtown Wali, where we do a combo Momoa Ula. Any lower be that Moja, Luja, a now pay Yagabian lady, Lempian lady, Ibagula, Long Yogonda, Inga, Chiga Chi, the Seniga, the Macano, Edan as Anita Rebogo of your air, Doa, Momajang and Dore Doa, Dore Doa, the Lewali, Doa, Die, Len and one, and Doa Ludi Cordoa. Jodo Momajagi, a Limpinaya, oh. Now pay you give me Lepian, if we leg at and Lamacona, Ujaniga, Lecona, Sweetina, Swin, and the Yaini Terra, and a daughter one as an either got daughter Lotto. And a Lulinga Chow and a bee that let in what it be, we don't daughter, Tito, Shara, daughter Bazaloda. Bagula, Lam Yoga, daughter, the Dwasha, Shara, Gabi, that ain't being Malo, Valolo Shara. Every was at the Vasel of Jametima, the Dulore, the Era Quay Chan, Shape Chavido, a gold lady in a David of Maularo, Sena, Pony Young Widow, hey, Lekana Yaja, Noadi Lena, Noadi Le Yi Tai, Dule Yi Dao Yen, Guy, Jaune Kana Winyado, so we do, Era Jaune when Noavido. Homo Via, the video, Doregani, Piana Babia, Yeli Dauchin, oh, the guy, Poyinga Jang Oma, Poyinga Bama than Done. Cháu mà ta đến đâu để cái cháu mà yếu thì chỉ để toàn tàu cháu mà để toàn là bây giờ để lấy cái chú lấy cái đi lấy biển đi thế này tu chỉ toàn tàu để na yếu thì ngay là biểu trạng cái này đi cha này cái là suy để cha này cái suy cháu như chỉ lấy rồi cháu như cái cháu ổ gì đấy cháu như cái bài đấy cháu ổ gì ta ngay đấy hai đứa đấy cháu mà chỉ được hồ cháu chỉ lấy suy mi ổ thì cháu đứa lấy suy mi ổ không nuan đi rồi Bagula along Yoganga, Yetau we say, Yapito Sensare. Oh, Aimpianaha, the Bawaza, Abiana Vare. The Bawawe, Abiana, the Ying at the target Pikiama, Abiana, the Bawaza. Jangiana, Tandra, Nevanti on Jubi Mave. Erongamale Palada, did the Dewadi, Doregani, Legayala. Dore Davido Colara. Edo, Dima. Tangari, the Nindo needed, Chongha, Puja Piesini, and not did the wadi that send in Palada. Guy, Matu, ain't now my BMA, John a yen BMA, Engo Varele. Jongo Valon Varele. Jongo a yen BMA, so be no be die. Palade did the wadi, Edima, John Oji, they go shed there. Palade did the word in a Jow if Yamino Jown is out there, the Jown will be that day. Shimba Kula, Lam Yoga, South Dwada, Namade, Ubo, they Ubo Pude, ain't it sort of the Labi Lago, Ubo Puda, they my Pua. Labi Lago, Ubo Puda, my Pua. Daja, Ubo, ain't no corded, they young go live Saulo Ludane, now the good Sonsa Jown, Sonsa Jown, Vajonele. Eddie Sonsa Jown, Dway be that a Mibo Sangole Saulo Ludane. Erane Dway, Zenian Langole Saulo Ludane. Erane Dway, Gilana Dala Locore, Gilana Dangadori Nebolo, Gilana Saune. Chembakula, Muganda, Pieda Saulo Ludane, Jonga, Ubo, ain't thing, Sonsa Jown. Now there can Mibo Zang Zenian Lang. Se kuda zang kilana dala lo kore majama re kurori didan dire asao ne song aung lok twa da song aung lok la ma lok bu la tian de myo de song lok lu dan twa da mo sin nyan lan ni ko mi bo song ni ko swan chang ni ko da ka le piet piet sung sung kilana thင်္ဃာတွေနေဖို့လို့အဲ့ဒီမှာဆေးပစ္စည်းပါတခါထပ်ဆင်ပြီးတော့လှူသေးတယ်တဲ့အဲ့ဒီမှာဘေးသတ်တေကတ္တဗဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာရှင်ဘာကူလအလောင်းမျိုးကောင်းသားလှုပ်သွားတာကုသိုလ်ဆောင်သွားပြီ။ဘာဆောင်သွားပြီလဲ။ကုသိုလ်ဆောင်သွားပြီတဲ့။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်လူပြည်နတ်ပြည်အဘယ်ငရဲမသွားပဲနဲ့
လူပြည်နတ်ပြည်စုံစမ်းသွားလာပြီးတော့ဟောဘုန်းကြီးတို့ဂေါရမဘုရားရှင်ကိုရောမြတ်လက်ထက်တော်တဲ့မြတ်စွာဘုရားမပွင့်ခင်ကောတံဘီပြည်မှာဘယ်ပြည်မှာတဲ့လဲကောသံဘီပြည်မှာကောသံဘီတထေးကြီးရဲ့အိမ်မှာသွားပြီးတော့နတ်ပြည်ကဆင်းလာလို့ပရိသတ်နေပါတယ်ပရိသတ်နေတော့သူပရိသတ်နေတဲ့ချိန်ကစပြီးတော့ဘုရားတိုင်အိမ်မှာစီးပွားတွေတက်တယ်ဗါတွေတက်တယ်အိမ်မှာစီးပွားတွေတရိပ်ရိပ်နဲ့တက်လာတယ်တဲ့မွေးဖွားတဲ့နေ့မှာအိန္ဒိယရဲ့ဓလေ့ထုံးစံကဘုန်းကြီးတို့ဘုရားတိုင်မွေးဖွားပြီးခြင်းကလေးကိုရေချိုးပေးရတယ်မွေးဖွားခြင်းကလေးကိုမလုပ်လဲဒါကအိန္ဒိယတွေမဟုတ်ပါဘူးဘုန်းကြီးတို့ဗမာပြည်မှာလည်းပဲအမိဝင်းကကျွတ်လာတဲ့ကလေးကိုရေချိုးပေးသလားမချိုးပေးဘူးလားရေချိုးပေးတယ်သို့တော်ဘုန်းကြီးတို့ကတော့အိမ်မှာတင်ချိုးတာအိန္ဒိယဓလေ့ထုံးစံကဂင်္ဂါယမုန်နာအစီရဝရီတို့ကဒီမြစ်ကြီးတွေမှာသွားပြီးတော့အခန်းအနားနဲ့ကိုရေသွားချိုးတာအဲ့ဒါတို့ယူဆကဘာတုံးဆိုလို့ရှိရင်အဲ့ဒီယမုန်နာမြစ်တို့ဂင်္ဂါမြစ်တို့မှာဒီကလေးကိုရေသွားချိုးပေးရင်ကလေးကျမ်းမာရေကောင်းတယ်တဲ့အဲ့ဒါအိန္ဒိယအယူအဆဘယ်လိုအယူအဆအိန္ဒိယအယူအဆအိန္ဒိယသူအိန္ဒိယသားတွေကဂင်္ဂါမြစ်ထဲကလေးရေချိုးပေးတယ်ယမုန်နာမြစ်ထဲရေချိုးပေးတယ်အဲ့တော့ကောသံဘီမြစ်နားမှာရှိတာကပြည့်တဲ့ယမုန်နာမြစ်တဲ့ဘာမြစ်တဲ့လဲအဲ့ဒါယမုန်နာမြစ်မှာသွားပြီးတော့ဒီမွေးကာသကလေးကိုပြည့်တဲ့ရေသွားချိုးတာဘာလို့တာလဲရေသွားချိုးတာမွေးကာသကလေးနေတာရဲလေးပေါ့ဗျာရေစားလေးမှာတခါတည်းစောင်းစောင်းလေးထိုင်ပြီးတော့ကလေးရေတဲ့တပိုင်းလေးချပြီးတော့ကလေးမြူနေတဲ့အချိန်မှာပြည့်တဲ့ရဲ့အဲ့ဒီမှာငါးတကောင်ကရောက်လာပြီးတော့အဲ့ဒီကလေးအစာအောင်းမိလို့လာခတ်တာရေချိုးပေးနေတဲ့လူကကြောင်ပြီးလှုပ်ပေးလိုက်တာခါငါးပိုက်ထဲပါသွားဘယ်ပိုက်ထဲပါသွားငါးပိုက်ထဲပါတော့ငါးကြီးကအဲ့ဒါကလေးမြူချသွားတာပြည့်တဲ့ရဲ့ဒီကလေးမြုပ်ပြီးတဲ့ချိန်ကစပြီးတော့အဲ့ဒီမှာတခါတည်းငါးကြီးကပူတာနဲ့နေလို့မရဘူးတဲ့ဒါပေမဲ့လို့ဘာကုလအလောင်းမျိုးကောင်းသားသည်ပရိသတ်အဲ့ဒီငါးပိုက်ထဲမှာနေရပေမဲ့လို့12တောင်ကျဲတဲ့တိုက်ခန်းထဲမှာနေရသလိုပဲတဲ့ကျောင်းဆောက်လှူခဲ့လို့တဲ့ဘာလှူခဲ့လို့လဲကျောင်းဆောက်လှူခဲ့တဲ့ကုသိုလ်ကံဟာပရိသတ်အဲ့ဒီမှာကြည်တာငါးပိုက်ထဲမှာနေရတာက12တောင်လောက်ကျဲတဲ့တိုက်ခန်းကြီးထဲမှာနေရသလိုဆေးဆေးပဲတဲ့ဘာမှမဖြစ်ဘူးတဲ့ဘာဖြစ်လို့ရှင်ဘာကုလအလောင်းမျိုးကောင်းသားမသေးတာတော့ဆိုရင်ဒီဘဝဟာနောက်ဆုံးဘဝအန္တိမပုဂ္ဂိုလ်ဘာပုဂ္ဂိုလ်လဲပရိသတ်အရဟတမေအရဟတပုဂ္ဂိုလ်ရပြီးတော့ယဟန္တာဖြစ်ရမယ်ပုဂ္ဂိုလ်ဆိုတာယဟန္တာမဖြစ်မချင်းသေရိုးထုံးတန်ရှိကိုမရှိဘူးတဲ့ဒါကြောင့်မသေးတာနောက်မိမိဆောက်လုပ်ခဲ့တဲ့ကြောင်းကမိမိကိုပြန်ပြီးတော့လာကဲထုတ်သွားတာဒါကြောင့်ကိုကုသိုလ်ကကိုဘဝမုတ်ချမြင့်တင်မှာမုတ်ချကဲယူမှာကိုကောင်းမှုကုသိုလ်ကကိုလာကဲတာပဲအဲ့ဒါဒီငါးကြီးကဘုရင်တိုင်းအဲ့ဒီယမုန်နာမြစ်ထဲမှာဟာပူလုံးတခါတည်းပြေးသွားရင်းနဲ့အဲ့ဒါဘလောက်ထိအောင်ပြေးတုံးဆိုလို့ရှိရင်ဘုရင်တိုင်းမိုင်360တဲ့ဘလောက်ရောက်သွားလဲမိုင်360ဒီနဲ့မန်းလေးလောက်ရှိမယ်တင်တယ်မိုင်300ကျော်400နီးပါးလောက်ရှိမယ်တင်တယ်တခါတည်းအဲ့ဒါမိုင်360ကိုရောက်သွားတာအဲ့ဒါဘာမြို့တုံးဆိုအဲ့ဒါဗာရာဏသီမြို့ရောက်သွားရောဘယ်ရောက်သွားလဲအဲ့ဒါယမုန်နာမြေကဗာရာဏသီမြို့တဲ့ဖြတ်ဆင်းတော့အဲ့ဒီဗာရာဏသီမြို့မှာတန်ဃာတွေကငါးရှာရင်းတဲ့ပြည်သားအဲ့ဒီငါးကြီးတခါတည်းပိုက်ကွန်နဲ့မိရောပိုက်ကွန်နဲ့မိတော့အဲ့ဒီငါးကြီးကိုပြည်သားတန်ဃာတွေကအကောင်လိုက်ရောင်းတာဖြတ်မရောင်းဘူးငါကအကြီးကြီးဆိုတော့ကလေးလေးအထဲမှာမသိဘူးအဲ့ဒီငါးကိုငါယူမလားပြောငါယူမလားပြောငါကြီးဆိုတော့ကံအားလျော်စွာပဲပရိသတ်ဗာရာဏသီတထေးကလည်းပဲဒီနေ့မှငါဟင်းစားကျင်တယ်တဲ့ဒီနေ့မှမစားကျင်တယ်နေတဲ့ဝက်သားတွေကျက်သားတွေစားနေရတာဤပုံရပါတယ်အဲ့ဒါနဲ့သူ့ဇနီးတွေပြောတယ်ရှင်မရဲ့ဒီနေ့ငါချင်ဟင်းလေးချက်ပါဟဲ့မကြီးလေးနဲ့လှုပ်ပါဟဲ့အချင်းပြီးလှုပ်ပါဟအချင်းလေးပါလေးစားအောင်ဆိုတော့အဲ့ဒါ तू ကလည်းပြောတဲ့အချိန်ဟိုကတန်ဃာတွေရတယ်ငါယူကြောင်လားပြောငါယူကြောင်လားပြောဆိုပြီးတော့အဲ့ဒါငါဆိုတော့ဟာငါတဲ့လာပါဦးဒီငါကြီးဘယ်လောက်နဲ့100နဲ့ရောင်းမယ်ကဲ100ပေးငါကြီးအကြီးကြီးဟုတ်တယ်ယူတော့အဲ့ဒါမိဖို့တဲ့ရောက်တော့ပရိသတ်ငါကြီးစင်းနီတုံးပေါ်တင်ပြီးတော့ဘုန်းကြီးတို့ပရိသတ်ကဲဒီတဲ့ဒကမာကြီးတွေပါတယ်မေးပြရသေးအောင်တို့ဒီနေ့ညငါလောက်ပုံလေးပြောကြည့်အောင်ပရိသတ်ကဲငါဝင်လာပြီတဲ့ငါစင်းနီတုံးပေါ်တင်ဘာလုပ်လဲ
ငါမလုပ်တတ်ဘူးလားမလုပ်တတ်ဘုန်းကြီးလည်းငါလားရောက်ပြီဆိုတာနဲ့ဘက်ကိုလက်နဲ့ဖိထားဘဲကိုမလုပ်ထားမလဲလက်ညှိုးနဲ့လက်မနဲ့ဘဲကိုဖိထားအကြီးထိုးရမထိုးနဲ့ပရိသတ်ငါချော်ထော့သွားမှာကင်မထားရင်ဟုတ်တယ်မို့လားငါအကြီးထိုးနဲ့အလွယ်မပြောနဲ့ငါအကြီးတိုင်းထိုးလို့ရသလားမလုပ်ထားမလဲဘဲကိုဖိထားဘာကိုဖိထားလဲဘဲကိုဖိထားပြီးတော့မှငါအကြီးထိုးဟုတ်တယ်မို့လားအကြီးထိုးဆိုတာအမိရနေခေါင်းကိုပြန်လှန်ထိုးရမှာဘယ်ရနေပဲပြန်လှန်ထိုးရမှာလဲဒီဘုန်းကြီးငါအကြီးထိုးတာလားမင်းထိုးတတ်တယ်ငါအကြီးထိုးတာအဲ့လိုထိုးရတာပြန်လှန်ထိုးပြီးတဲ့အခါကျတော့ဘုန်းကြီးတို့အမီလေးဖြတ်ဟုတ်တယ်မို့လားဘေးကတောင်မလေးတွေဖြတ်ပြီးတဲ့အခါကျတော့ဘဟက်ဖြတ်ပြီးတဲ့အခါကျတော့ဘာလုပ်လဲနောက်ဆုံးမှဖိုက်ခွဲတာနောက်ဆုံးမှဘာလုပ်တာလဲအဲ့ဒါဟိုဟာတွေဖြတ်ဒီဟာတွေဖြတ်အကြီးထိုးပြီးတော့မှဘိုက်ခွဲလာကိုပြီးတဲ့ခလေးလေးတွေ့တာဘာလေးတွေ့တာလဲအဲ့ဒီဗာရာဏသီတထေးကြီးနဲ့တထေးကတော်မှာလည်းပဲပစ္စည်းဥစ္စာကြွယ်ဝချမ်းသာပေမဲ့လို့သာသမီတယောက်မှမထွန်းကားဘူးတဲ့သာသမီလိုချင်နေတာယူနေတာသာသမီလိုချင်နေတာဘာဖြစ်လဲယူနေတာပရိသတ်ဟာတခါနဲ့အဲ့ဒီမှာတခါနဲ့ခလေးလေးရအောင်ဟာဝမ်းသာလိုက်တာခလေးထုတ်လိုက်တော့အသက်ရှင်ရဲ့ခလေးအဲ့ဒါခလေးရေမိုးချိုးတန့်စင်ပြီးတော့ခါတဲ့ကိုဒီပိုင်းနဲ့ထုတ်ပိုးပြီးတော့အိုးပြုံးလို့ပျော်လို့ခလေးကိုယ်တန်ကြားဟောခလေးကိုယ်တန်ကြားတဲ့အခါကျတော့ဘေးနာကလူတွေကဒီအိမ်သာသမီလည်းမရှိဘဲနဲ့ဘယ်နဲ့ခလေးကိုယ်တန်ကြားလဲဘေးအိမ်တွေကလာမေးခလေးလေးကတခါနဲ့ရွှေရောင်ဆင်းလို့ဝါဝင်းနေတယ်တဲ့သာသမီမထုံးကားတဲ့အိမ်မှာခလင်းကိုယ်တန်ကြတော့အထူးဆန်းပြတော့လမ်းမေးတာပေါ့ဘယ်ကရလဲဆိုတော့မလိမ်မှုပရိသတ်အမှန်တိုင်းပြောတယ်ငါးပိုက်ထဲကရတာဘယ်ပိုက်ထဲကရတာလဲအမလီတော့အမရဲ့ငါးကြီးနဲ့မျိုးလာလိုက်တယ်ခလေးကလည်းကံကောင်းလိုက်တာတော့မသိဘူးတဲ့ကိုကောသံမီပြေမှာကြံခဲ့တဲ့အမေနဲ့အဖေနဲ့ကအယူတစ်ပိုင်းပရိသတ်ကြီးဒီသားလေးရေချချတဲ့နေ့ရေချတဲ့မင်္ဂလာကျင်းပတဲ့နေ့မှာပဲတခါတည်းမျိုးသွားတဲ့အခါကျတော့တငါးတွေနဲ့ချက်ချင်းလိုက်ပြီးသားဘယ်လိုမှလိုက်လို့မရအဲ့ဒါအမေကငိုအဖေကငိုဒီသားလေးတယောက်တည်းမွေးပါတယ်နောက်တော့ gain ဒီငါပဲလမ်းကြောင်းတိုင်းသွားလဲဒီလမ်းကြောင်းတိုင်းသွားလိုက်ဆန်းဆိုပြီးတော့ပြည်သားအဲ့ဒီယမုန်နာမြင့်အတိုင်းတခါတည်းတငါးတွေကိုပတ်စံထုတ်ကင်ပြီးတော့လိုက်တော့ဗာရာဏသီရောက်တော့သတင်းရအောင်ဘယ်ရောက်တော့သတင်းရလဲဗာရာဏသီမှာဒီလိုပဲတငါးတွေနဲ့တွေ့တော့တငါးတွေမင်းတို့ငါးတကောင်မိလားမိတယ်အကြီးကြီးလေဟုတ်တယ်ဘယ်မှာသွားရောက်လဲဗာရာဏသီထေးမှာရောက်နေလာကွဆိုပြီးတော့သွားတော့ခလင်းကိုယ်ဆန်ကြားတော့ဖွက်ထားလို့လည်းမရဘူးပြည်သားတွေ့ရောမတွေ့ဘူးလားတွေ့တော့ဘာဖြစ်လဲအဲ့ဒီမှာကောသံမီပြည်ကအဖေနဲ့အမေကလည်းသူ့ခလေးဗာရာဏသီပြည်ကတထေးနဲ့တထေးကတော်ကြီးကလည်းသူ့ခလေးအဲ့ဒီမှာခလေးလူကြတာဘာလို့ကြတာလဲပြည်သားခလေးလူတော့ဟိုကလည်းပဲသူတို့မွေးထားတာအစ်စ်လေးကိုကလည်းပဲငားဝယ်တို့ခလေးပါလာတာအဲ့တော့ဘုန်းကြီးတို့ပြည်သားကြားဘူးပါတယ်ဗမာစကားပုံရှိပါတယ်ဘာတဝက်ဘာအဆုံးဟေးကုန်းမှာတဝက်ဒီမှာအဆုံးတဲ့ဂိုင်းမရဘူးခမရှုံးပြီကုန်းမှာတဝက်ရေမှာအဆုံးပြောတယ်အဲ့တော့ခမရှုံးပြီဆိုတော့ဟာမရဘူးဟိုကလည်းပတ်စံရှိဒီကလည်းပတ်စံရှိတာဟိုပြည်သားအဲ့တော့ဘယ်လိုလုပ်ကြလဲခလေးလူကြရောအဲ့တော့ခလေးလူတဲ့အခါကျတော့တူတူပြောဆိုပြည်သားဒီအမှုခလေးလူတဲ့အမှုဟာယုံရောက်သွားတယ်ဘယ်ရောက်သွားလဲယုံရောက်သွားတဲ့အခါကျတော့တရားသူကြီးကစဉ်းစားတယ်ငါဒီကလေးဘယ်လိုဆုံးဖြတ်ချက်ချရမလဲဒီအမှုငါလည်းမဆုံးဖြတ်တတ်ဘူးဟိုကလည်းမိဘအရင်ဟုတ်တယ်ဒီကလည်းပဲသူတို့ဝင်လိုက်တာအပြီးအပိုင်ငါဝယ်တာကလေးပါလာတာဘာမှမဆိုင်ဘူးအဲ့ဒါနဲ့တရားသူကြီးလည်းဒီအမှုမဆုံးဖြတ်တတ်တော့ဘုရားသားဗာရာဏသီမင်းရှိကိုဒီအမှုပို့တယ်ဘယ်မင်းရှိပို့လဲဗာရာဏသီမင်းထံဒီအမှုသွားဖို့တော့ရှင်မင်းကစဉ်းစားတယ်ဒီအမှုဘယ်နဲ့လို့ကကောင်းမလဲရှင်မင်းလည်းအဲ့ဒီမှာအုံနောက်နဲ့6ရတယ်ဘုရားသားဘယ်လိုလို့ကကောင်းမလဲဟိုကလည်းကောသံဘီကဒီကဗာရာဏသီကအဲ့တော့ဂိုင်းဒီလိုလောက်ကြတော့အဲ့တော့မိဘနှစ်ပါးလုံးနှစ်မျိုးလုံးအကုန်လုံးဒီမှာနားထောင်တစ်နှစ်ကို6လစီတစ်နှစ်ကိုဘယ်နှလတစ်နှစ်မှာ12လရှိတယ်တစ်နှစ်မှာဘယ်နှလရှိတယ်အဲ့တော့ကောသံဘီပြီးမှာ6လသွားနေအမေရင်ဖေရင်ရှိမှာအမေရင်ဖေရှိမှာဘယ်နှလအဲ့ဒီ6လအတွင်းမှာအမေရင်ဖေရင်ကဒီကလေးကိုပြုစုစောက်ရှောက်ရွှေတွေမျိုးတွေကဝိုင်းမှုချစ်ကြပြုစုကြစောက်ရှောက်ကြ6လပြည့်တာနဲ့ဗာရာဏသီကိုပြန်လာဗာရာဏသီကမွေးသားတဲ့အမေတို့ဖေတို့ထားမှာ6လနေအမေတို့ဖေတို့ထားမှာဘယ်နှလနေရမလဲအဲဒီမှာ6လပြည့်လို့ရှိရင်ကောသံဘီပြန်ကောသံဘီမှာ6လပြည့်ဗာရာဏသီကိုလာ
အဲဒီလိုနဲ့ပရိသတ်ရေမွေးသားအဖေအမေရွှေမျိုးညီကိုမောင်နှမအမေရင်အဖေရင်ရွှေမျိုးညီကိုမောင်နှမနှစ်ဖက်ဆွေမျိုးကစောက်ရှောက်ကြီးပွားလာတာမို့လို့အဲ့ဒီကလေးကိုနာမည်မဲ့တဲ့နေကြတော့ဘာကုလတဲ့ဘာတယ်လဲပရိသတ်ဘာဆိုတာနှစ်ဘာဆိုတာဘာတယ်လဲကုလဆိုတာအမျိုးကုလဆိုတာဘာတယ်လဲနှစ်ဖက်အမျိုးစောက်ရှောက်ပြီးတော့မွေးလာတဲ့ကလေးမို့လို့ထိုကလေးနာမည်ဘာတယ်လဲဘာကုလဘလို့ခေါ်လဲပရိသတ်အဲ့ဒါဘာကုလအမျိုးကောင်းသားသည်ပရိသတ်ရေကောတံဘီနဲ့ဗာရာဏသီနှမျိုးကိုသွားပြီးတော့တထေးစီစိန်နေခံသားတဲ့အမေရင်ဖေရင်သေတော့အမွေရတယ်မွေးသားဖေနဲ့မွေးသားအမေသေတော့အမွေရတယ်ချမ်းသာလိုက်တာလည်းမပြောနဲ့တော့ချမ်းသာတာတကက်ဒိတ်ဒိတ်ကျတထေးကြီးအဲ့ဒီလိုနဲ့စီဝဥစ္စာတွေတထေးစီစိန်တွေကိုခံစားပြီးတော့နေတာပရိသတ်ရေအနှစ်80ကြာသွားတယ်ဘယ်လောက်ကြာသွားလဲအနှစ်80ကြာသွားတယ်ဘယ်မှာနေတာတော့ဆိုရင်ကောတံဘီမှာပဲနေတယ်ဘယ်မှာနေလဲသူမွေးတဲ့အရာသူပြန်နေတာမေတွေဖေတွေဆုံးသွားတဲ့အခါကျတော့ဗာရာဏသီကတိုက်တွေကားတွေရောင်းချရှိတဲ့ပစ္စည်းတွေရွှေတွေငွေတွေအကုန်လုံးယူပြီးတော့ကောတံဘီမှာအခြေချတာအဲ့ဒါကောတံဘီအခြေချအနှစ်80တီတီနေကောတံဘီပြည်ကိုမြတ်စွာဘုရားကြွလာတယ်ဘယ်သူကြွလာလဲမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြွတော်မူလာတဲ့ဆိုတဲ့သတင်းကိုဘာကုလတထေးကြီးကြားတဲ့အခါကျတော့မှမြတ်စွာဘုရားသတင်းသုံးတဲ့ကြောင်းကိုသွားလို့ဘုရားသွားဖူးတယ်မြတ်စွာဘုရားဖူးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကအဲ့ဒီမှာတရားဟောတယ်တဲ့ဒါနကတသီလကတသက္ကကတမက္ကကတကာမနာအာရိနဝကတသတုသစ္စာကတဒေသနာတော်အရှင်ဘုရားရှင်ကိုယ်တော်မြတ်ဟောကြားတော်မူတော့ဒေသနာတော်ဆုံးမှဘိသတ္တေဘာကုလအလောင်းမျိုးကောင်းသားသည်ဘာကုလကြီးသည်ဘာကုလတထေးကြီးသည်တန်ဝေကညာနေကောင်းစွာဖြစ်လို့သင်္ကန်းဝိချင်းစိတ်ပေါက်တယ်သင်္ကန်းဝိချင်းစိတ်ပေါက်တဲ့ကအိမ်ပြန်လာရှိတဲ့စီဝါတွေဇနီးမယားသမီးသားတွေအကုန်လုံးလွှဲပေးပြီးတော့မြတ်စွာဘုရားတရင်သုံးတော်မူတဲ့ကျောင်းတော်ရောက်လာလို့လက်ပေယံဗန္ဒီဘဂဝါတော်တန်တိကေဥပသံဗရာဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတဲ့ဘုရားတပည့်တော်သည်ရှင်ဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်မှာဥပသံဗရာရှင်ဟံရဲ့ဖြစ်ကိုလက်ပေယံရလိုပါတယ်မြတ်စွာဘုရားရဲ့လို့အဝေါ်စားရွှေနေတော်ကြောင်းအောင်ကောင်းစွာမသွေခွင်တောင်းလျောက်ထားလိုက်ပါပေတော့တည်းရှင်ဘာကူလာလောင်းမျိုးကောင်းသားတထေးကြီးသည်မြတ်စွာဘုရားထံမှသင်္ကန်းဝတ်ခွင်တောင်းတယ်။ဒါနဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ကိုခေါ်တော်မူပြီးတော့ဘာကုလအလောင်းကိုပေးတတ်တယ်သင်္ကန်းဝတ်ပေးတယ်တဲ့သင်္ကန်းဝတ်တော့လည်းပဲလူနာမယ်အတိုင်းပဲအရှင်ဘာကုလဝဲကပါတယ်လေအရှင်ဘာကုလမထေသူမြတ်သည်မြတ်စွာဘုရားရှင်ကိုရောမြတ်ထံသွားလို့မြတ်စွာဘုရားတပည့်တော်တရားအထုတ်ပုံအထုံနီးမိန့်ကြားတော်မူပါဘုရားလို့မြတ်စွာဘုရားထံမှာပရိသတ်တွေတရားရှုနီးမန်နီးကမ္မထံတောင်းပါတယ်ဘုံ၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကရှင်ဘာကုလမထေသူမြတ်ကိုကမ္မထံရှုနီးမန်နီးပေးလို့မြတ်စွာဘုရားရှင်ကိုရောမြတ်ပေးတော်မူတဲ့ကမ္မထံရှုနီးမန်နီးကိုအာထုတ်လိုက်တာအထမဒီဝသေးသင်္ကဝိလို့ရှစ်ရဲ့မြောက်သောနေ့မှာပဲအရဟတံကိလေသာအသောခွာလျောကုန်းခန္ဓယဟနာဖြစ်သောပံပူနီကောင်းစွာမသွေဆိုင်ရောက်တော်မူခဲ့ပါပေသတည်းသင်္ကန်းဝင်ပြီးလို့ဘိယတရဲ့ရှစ်ရဲ့ဖဲနေရတဲ့ယဟနာဖြစ်တယ်။ဘာဖြစ်သွားလဲဂေါရမမြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာ6လုံးထီထိုးသွားတာဗာထီထိုးသွားတာအေးဟိုဘက်ဘုရားတွေလက်ထက်မှာကတော့ဘိယတိုင်နှလုံးထီ3လုံးထီလှိမ့်ထိုးလာပြီးတော့ဂေါရမဘုရားရှင်ကိုရောမြတ်လက်ထက်တော်ရောက်တဲ့အခါကျတော့မှ6လုံးထီထိုးတာတဲ့ပေါက်သွားတာဘိယတိုင်များမထိုးလိုက်ရဘူးဒီထီဟာ8ရက်ထဲဘယ်နှစ်ရက်ထိုးလိုက်တာအထမဒီဝသေ8ရက်မြောက်သောနေမှာပဲအရဟတံနဲ့ကိလေသာအသောခွာလျောကောက်ခန္ဓယနာဖြစ်သူပါပုနီရောက်ပြီဟိုအမျိုးကလည်းပေါ်လိုက်တာဗာရာဏသီကောသံဘီနှစ်ဖက်ဆွေမျိုးတွေလာပြီးတော့ဘေသတ်တွေ
စွမ်းနေသင်္ကန်းနေကြောင်းနေရှေးပစ္စည်းတွေလှူတယ်တဲ့သင်္ကန်းတစ်စုံကိုပရိသတ်15ရက်ပဲဝတ်တယ်တဲ့သင်္ကန်းတစ်စုံကိုဝန်တည်းရတယ်သင်္ကန်းတစ်စုံ15ကိုပြီးချိုးနောက်တစ်စုံဝတ်တာပဲတလကိုလေသင်္ကန်း2စုံတလကိုသင်္ကန်းဘယ်နဲ့စုံလဲအဲ့ဒါသက်တော်80တိတိနေသွားတာတလကိုသင်္ကန်းအသစ်2စုံ15ရက်ကိုသင်္ကန်းအသစ်2စုံပဲ15ရက်ကိုသင်္ကန်းအသစ်2စုံပဲဟိုလှူခဲ့တာပရိခေယ10ပါးလှူခဲ့တာပရိခေယဘယ်နှပါးလဲအဲ့ဒါတွေပြန်ပြီးတော့ကြိုးပေးတယ်တဲ့အဲ့ဒီအနှစ်80တိတိနေသွားတာပရိသတ်တွေနာတခါမှမချီဘူးတဲ့ချောင်းတခါမှမဆိုးဘူးတဲ့ကြံတဲ့ယောကတော့မပြောနဲ့သက်တော်80နေပြီးတော့လူဘဝအနှစ်80သင်္ကန်းဘဝနဲ့အနှစ်80ပေါင်းသက်တော်160သက်တော်ဘယ်လောက်လဲသက်တော်160ပြိဋိဘံစံမဲ့နေမှာလဲပရိသတ်ရေဘာယောဂါမှမဖြစ်ဖဲနဲ့သူတက်တန်းကုံလို့တာပြိဋိဘံစံသွားရတယ်ပရိသတ်ဟောတရားရှုမှရင်းနေပဲဖလားသမဘာဝင်သားရင်းနေပဲတမလေးခွေတင်းသုံးပြီးတော့တရားဖလားသမဘာဝင်သားရင်းနေပဲပရိနိဗ္ဗာန်ဝင်စံချုံငြိမ့်ဘဝသသိမ့်တော်မူခဲ့ပါပြီတကားအဲ့တော့ဒီနေ့ညသိမ့်เจ้าတကားသိမ့်เจ้าအမတို့အားဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်မှာကျမ်းမာယေစုဒီဃာယုကအာရောချအဘဗာရဏံအနာကင်းတဲ့အသက်ရှည်ခြင်းအနာကင်းခြင်းဆိုတဲ့ကောင်းခြင်းဂုဏ်နှစ်ပါးနဲ့ပြည့်စုံတဲ့ရှင်ဘာကုလမထေသူမြတ်ရဲ့အကြောင်းအရာကိုတင်ပြပါတယ်ဣတိယကိုနာကြားပြီးတော့ဩငါတို့လည်းဒီနေ့ဘုရားရှင်ကိုရောမြတ်ရဲ့သာသနာတော်မှာသိမ်เจ้าအလှဘာလှတဲ့လဲအဲ့ဒီသိမ်เจ้าလူကြီးကိုလှူရတဲ့ကုသိုလ်ကံဆွမ်းပကားတွေဟာဘာကုလမထေသူမြတ်ကြီးကဲ့သို့သက်ရှည်เจ้าအနာကင်းเจ้าကုသိုလ်ကောင်းမှုထောက်ပံ့ဖြစ်ပါသည်ဘာကုလမထေသူမြတ်ကြီးဟိုမှာကြောင်းဟောင်းပြင်ခဲ့တဲ့ကုသိုလ်ကံကြောင့်အရဟတဖို့ပေါ့နိဗ္ဗာန်ကိုဝင်ဆံခြုံခြင်းဘဝသာသိရသလိုဘုရားတပည့်တော်တို့သိတဲ့ကသိမှတွေလည်းပဲဤကုသိုလ်ကောင်းမှုတွေကြောင့်အရဟတဖို့ပေါ့ရောက်လို့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤလို့နိဗ္ဗာန်ကိုဆူတောင်းမှာဘာကိုဆူတောင်းလဲနိဗ္ဗာန်ကိုပဲဆူတောင်းမှာဤကောင်းမှုကြီးသည်နိဗ္ဗာန်ရဲ့အထောက်ပံ့ဖြစ်ပါစေဟိုလူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာဆိုတာကဘုရားတိုင်တောင်းနေတရားမလို့ရမှာပဲနော်ဒီကနေပြီးတော့မန္တလေးကိုယထာလက်မဖြတ်ထားရင်တောင်ကူရောက်မှာဘူးတရားလို့သလားမလို့ပါဘူးတောင်ကူအတွက်ကိုတတ်တတ်လက်မခပေးတရားလို့သလားဖြတ်ထားတဲ့ကဘကိုးမလေးတတိုက်ဖြတ်ထားတာမဟုတ်ဘူးလားလို့အဲ့ဒါပဲဘုရားတိုင်ပြောကျင်တာကနိဗ္ဗာန်ကိုသာဆူတောင်းမှာဈာတဲ့ကလူချမ်းသာနတ်ချမ်းသာဗြဟ္မချမ်းသာတွေဆိုတာဆူတောင်းတရားလို့သလားမလိုပါဘူးနိဗ္ဗာန်ရပြီဈာကာလမှာသူပေးတရားရှိတဲ့အကျိုးသူ့လို့သူ့လို့သွားလိမ့်မယ်နော်ဒါနကလည်းဒါနလှုပ်သွားမယ်သီလကလည်းသီလလှုပ်သွားမယ်ဒါကြောင့်ဘာကူလာအလောင်းမျိုးကောင်းသားတော်မှာပရိသတ်ဘုရားလေးစုဘုရားဘယ်နဲ့စုလဲထီထိုးခဲ့ရတာကဘုရားတွေနဲ့တွေ့ပြီးတော့သာသနာထီယုံကြီးမှာထိုးခဲ့ရတဲ့ထီဟာဂေါရမဘုရားလက်ထက်မှာလာပေါက်တယ်တဲ့အောင်ပါလေးသိမ့်စုဒါကြောင့်ဒီနေ့ကျောင်းတွေကကျောင်းမှာပေါင်းသူတော်ကောင်းတို့ဝိဟာရဒါနံဗုဒ္ဓတသာသနေသစ္ထသမတံယေတေတဒန္တိတန္ဒါနံသဗ္ဗံဒုက္ခံလဘိတရေဘွန်တော်သာသနာတိုက်အစုံပါသာသနာတိုက်အစုံပါကြိုက်ကြုံလာကံမြင့်၍ညံဖွင့်အောင်တရားနာလေရှိကြကုန်သောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဗုဒ္ဓသာသစ္စာလေးလီခိုင်နေသည်ကိုလမ်းမီထုခုထုံမှုထိတ်တင်ဘုရားရှင်ကိုတော်မြတ်ကြီးဤသာသနေကဘာတွေလာပဲသေးထင်ရှားဘယ်လောက်ပင်များတော့လဲကြုံညာဖို့ခက်ခဲစွာသာသနာဆိုတဲ့ခင်မြတ်ကြီးအတွင်း၌ဝိဟာရဒါနံယဟန်တော်များအရှင်ဘုရားတို့တရားနဲ့ကိန်းအောင်သည့်သိမ်ချောင်းဆိုတဲ့အလူဒါနမျိုးကိုဝိဟာရဒါနံယဟန်တော်များအရှင်ဘုရားတို့ကံကြီးကံငယ်အသွဲတို့ဆောင်ရွက်ဖွယ်ကောင်းသိမ်ချောင်းဆိုတဲ့အလူဒါနမျိုးကိုသစ္ထသမတံသာသနာခေအကျော်မှာဖြစ်ပေါ်လာစမြဲပေမို့ထူးကဲလွန်မြတ်လာသည်ဟု၍သမုတ်အာယုမှန်လာပါ၏ရေဒါယကသာသနာကြုံရခိုင်မှာ
ပုံညတိုက်တူမီကိုရည်ဆိုရင်ရှိကြကုန်သောအကျဉ်ဒါယကမှာပေါင်းသူတော်ကောင်းတို့သည်တန်ထာနံစေရနာဖြူဖြောင်းပြောင်းလူတောင်းလူခဲတိမ်ချောင်းဒါနဆိုတဲ့ထိုအလှပွဲကိုဒရန္တိသီလဝံအရှင်ကောင်းတို့ကြောင်ငါမွေလျော်၍စံပြောတော်မူစေစိတ်ဟုနှစ်သိမ့်ဝမ်းမြောက်စွာလူရန်ညာကုန်ရ၏တေတာရဲ့ကကြောင်းအလှလက်ကိုင်းနှင့်ဘက်ပြိုင်တိုင်းအောင်မြင်၍နောင်အစဉ်လမ်းအသင်ဖြင့်စံပွင့်ရနေကြကုန်သောထိုသိမ်ညောင်းတကသိမ်ညောင်းအမတို့သည်တပံဒုက္ခံလူပြည်မှာလည်းတရွှင်ရွှင်နတ်ပြည်တွင်လည်းတပျော်တပါနိဗ္ဗာန်သွားတော့လဲတိုင်းတိုင်းဝိုင်းဝိုင်းအလိုရှိတိုင်းသုံးမကုန်မဲ့အလုံးစုံသောချမ်းသာရှိစိမ်တွေကိုလဘိသန္တိစမ်းလိုက်တိုင်းလက်မလို့လဘိသန္တိစမ်းလိုက်တိုင်းလက်မလို့အလိုလိုရောက်လာညွှတ်၍ခုဆိုလိုမနိုင်အောင်လိုက်ညီရရှိခံစားပေလိမ့်မည်တကားဧဘာကူလမထေကြီးကဲ့သို့ဖြစ်လျာဘဝတိုင်းမှာဘေးတိုင်းလူဖြစ်လူချမ်းသာနတ်ဖြစ်နတ်ချမ်းသာမြမဖြစ်မြမချမ်းသာဒီစီဝါဥစ္စာတွေကသုံးမကုန်အောင်ပေါ်လိမ့်မယ်လို့ဘာကူလကိုတတ်သိထားလို့ဒီနေ့ညဘုန်းကြီးတို့ပြေသာပုံတော်ကောင်းတို့ကိုဟောသွားတဲ့တရားသည်ထီထိုးကြပါတဲ့ဗာတရားအေထီသုံးမျိုးကိုနေ့စဉ်ထိုးပါဘာကူလမထေမျိုးကောင်းသားသည်လည်းပဲဖရာလေးစုတွေ့တော်မူပြီးတော့ထိုးသွားတဲ့ထီဂေါတမမြတ်စွာဘုရားရှင်ကိုရမြတ်လက်ထက်တော်ရောက်တော်မှာအောင်ပါလေးပေါက်သွားတာဘာပေါက်သွားတာအောင်ပါလေးပေါက်ပြီးတော့နိဗ္ဗာန်ကိုဝင်သွားသလိုဘုန်းကြီးတို့ကြောင်းတက်ကကြောင်းမှသိမ့်တက်ကသိမ့်မှတွေလည်းပဲအောင်ပါလေးပေါက်ပြီးတော့နိဗ္ဗာန်ကိုဝင်နိုင်ကြပါစေဆိုတဲ့ဒီမေတ္တာဒီစေရနာဖြင့်ဒီနေ့ညဟောကြားတော်မူအပ်တဲ့ဘာကုလထေရပါဏံတရားလို့ခေါ်ဆိုအပ်တဲ့ထီထိုးကြပါဆိုတဲ့တရားကိုဓမ္မကဗျာတပုတ်ဆိုပြီးတော့သိမ့်လိုက်ကြစို့အလုံးလိုက်ဆိုပါဗုဒ္ဓသာသနာထီဆိုင်ကြီးမှာထီထိုးကြဖို့နှိုးဆော်မည်ပထမစုဟာနိဗ္ဗာန်ပဲလို့စိတ်ကြမလွဲဖို့မှာလိုက်မည်မက်ဖို့ချမ်းသာဒုတိယစုတော့ယခုဘဝပြုလို့ရနိုင်သည်လူနတ်ချမ်းသာစัจ जा မင်းဗျမမင်းတဲ့စုတွေသည်ဘာစုတွေယူမှလဲလို့တခါတည်းပဲမေးခြင်းသည်မြတ်တန်ခါထီစရိထံအမြန်ပြေးလို့ရေးကြအမည်ပေးလူဆောင်ပွားအတိမ်များရေးထားနိုင်ပါပြီထီပေါက်သူတွေစုတွေထမ်းလို့နိဗ္ဗာန်နန်းသို့လှမ်းကြွပြီအဲ့ဒါကြောင့်ကုသိုလ်ထီမျိုးနေတိုင်းထိုးအကျိုးရှိတာဗုဒ္ဓထီဆိုင်ပါဗုဒ္ဓသာသနာထီဆိုင်ကြီးမှာထီထိုးကြဖို့နှိုးဆော်မည်ပထမစုဟာနိဗ္ဗာန်ပဲလို့စိတ်ကြမလွဲဖို့မှာလိုက်မည်မက်ဖို့ချမ်းသာဒုတိယစုတော့ယခုဘဝပြုလို့ရနိုင်သည်လူနတ်ချမ်းသာစัจ जा မင်းဗျမမင်းတဲ့စုတွေသည်ဘာစုတွေယူမှလဲလို့တခါတည်းပဲမေးခြင်းသည်မြတ်တန်ခါထီစရိထံအမြန်ပြေးလို့ရေးကြအမည်ပေးလူဆောင်ပွားအတိမ်များ
ပေးတယ်ဆိုတာဒါနပါပေးတယ်ဆိုတာဗါတယ်လေစောင့်တယ်ဆိုတာသီလစောင့်တယ်ဆိုတာဗါလဲပွားတာကဘာဝနာဒါကြောင့်ဆိုလိုက်ပါပေးလူဆောင်ပွားအတိမ်များရေးထားနိုင်ပါပြီထီပေါက်သူတွေစုတွေထမ်းလို့နိဗ္ဗာန်နန်းသို့လှမ်းကြွပြီအဲ့ဒါကြောင့်ကုသိုလ်ထီမျိုးနေတိုင်းထို့အကျိုးရှိတာဗုဒ္ဓထီဆိုင်ပါဧတိတောမေအယံဓမ္မောဗုဒ္ဓေနာခိစ္ဆာပါတိတောဒေနသာဝေဒုက္ခယန္တုဇနာဣဋ္ဌသမင်ကိနောဗုဒ္ဓေနအရဟံတသုတယံဘုဂိုင်တုနိုင်မမြင်ဂေါတမဘုရားရှင်သည်အာယိသဘာတိတောထံကတိုင်းပယပြပြသာသာထိကရွဆိုရေဟောကြားအပ်သောအယံဓမ္မောအရှင်ဘာကုလသုတ်တံလို့ခေါ်ဆိုအပ်တဲ့ထီထိုးကြပါလို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာတော်မြတ်ကိုမေမယငါသည်ဒေတိတော်တို့တရားဓမ္မတွေသိစေမှတ်စေကြင်ကြံနိုင်ကြပါသည်ဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပြီတေနထိုသို့စီဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်သဗ္ဗေကျွဲ့မဲ့ဥဒ္ဒုံလုံးစုံကုန်သောဇဏတရားနာရောက်လာပေါင်းများစွာတို့သည်ဣဋ္ဌသမင်ကိနောမိမိတို့အတိအလိုရှိအပ်တောင်းတအပ်သောဣဋ္ဌမင်္ဂလာကျက်တရေပြပြတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကစာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြံကြံမာမာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း